ရှင်ဟောပြောတဲ့ခန်းကြီး16အငယ်73ကျွန်တော်တွေ့ပြီဆိုရင်အတူတူကကျွန်တော်တို့ဖြည်းဖြည်းနဲ့ပြန်လေးဖတ်သွားကြပါစို့ဒီနှုတ်ကပတ်တော်ထဲမှာဘာပေါ်ပြတာလဲဆိုရင်တန်ရှင်သောဝိညာဉ်တော်တဲ့ဘာလဲဆိုတော့တမန်တရားနဲ့ပြည့်စုံသောဝိညာဉ်တော်သည်ရောက်လာသောအခါတမန်တရားကိုသင်တို့ကအကျွင်းမဲ့တုံသင်ပြသလိမ့်မည်တဲ့ကျွန်တော်ပြောမယ်ခုနကကျွန်တော်ပြောသွားပြီကျမ်းစာဖတ်တဲ့အခါမှာနားမလည်တာကတန်ရှင်သောဝိညာဉ်တော်ပေါ်ပြခြင်းမရှိလို့နားမလည်တာဖះเจ้าတက်တဲ့အခါမှာဖះเจ้าတို့တက်နေတယ်တရားဟောတာတွေနားထောင်နေတယ်ဒါပေမဲ့နားမလည်တာဘာကြောင့်လဲဆိုရင်တန်ရှင်သောဝိညာဉ်တော်ဖះဘာလဲအထဲမှာမရှိလို့နားမလည်နိုင်တာဒါကြောင့်မို့ဒီတန်ရှင်သောဝိညာဉ်တော်ဆိုတာကဘာနဲ့ပြည့်စုံလဲဆိုရင်တမန်တရားနဲ့ပြည့်စုံတာဖြစ်ပါတယ်ကျွန်တော်ပြောချင်တာဒီနှုတ်ကပတ်တော်ကိုလူပေါင်းများစွာရေးတာဖြစ်တယ်လူပေါင်းများစွာရေးတဲ့အကြောင်းအရာကိုကျွန်တော်တို့ကစာပေလိုမျိုးဖတ်မယ်ဆိုရင်တဲ့ရဲ့ဉာဏ်နဲ့ပဲနားလည်နိုင်လိမ့်မယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်အပြင်ဖတ်မယ်ဆိုရင်ကျွန်တော်တို့အတွင်းထဲကနေအလုံးစုံသိခွင့်ရလိမ့်မယ်ဒီကျမ်းစာအုပ်ကိုနော်စာပေသမားတယောက်ကိုသွားဖတ်ခိုင်းကြည့်လိုက်ပါသူစာပေအတွေးခေါ်နေပဲတွေးပါလိမ့်မယ်ဒီကျမ်းစာကိုဘာသာရေးခေါင်းဆောင်တယောက်ကိုသွားဖတ်ခိုင်းကြည့်လိုက်ပါဘာသာရေးသမားတယောက်အတွေးခေါ်နေပဲသူဆုံးဖြတ်ပါလိမ့်မယ်သိပ္ပံပညာရှင်တယောက်ကိုသွားပြီးလိုက်ပါသိပ္ပံပညာရှင်တဲ့သူပဲသူကဒီကျမ်းစာကိုအကဲဖြတ်ပေးပါလိမ့်မယ်ဒါပေမဲ့ဘုရားနဲ့သွားလာတော့သူကဒီကျမ်းစာကိုဖတ်တဲ့အခါမှာတော့ဘာကိုတွေးရမလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်ခြင်းနဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့မားစာခြင်းကိုတွေ့မြင်လာလိမ့်မယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ကျွန်တော်တို့ကဘာသာရေးအမြင်နဲ့ဖတ်မယ်ဆိုရင်ဘာသာရေးအမြင်ရှုတော့ကပဲသိရလိမ့်မယ်ဟာတခုတန်ရှင်တော်ဝိညာဉ်တော်ဘုရားကျင့်ဝတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အပြောဆိုအနေထိုင်ဒါတွေပြောင်းလဲခြင်းမရှိလားဟုတ်လားရှိပါတယ်ဒါပေမဲ့တခုရှိတာပြောင်းလဲခြင်းမရှိလာတဲ့သူကဘာဖြစ်လို့ပြောင်းလဲခြင်းမရှိလာလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဘုရားသူ့ပေါ်မှာမရှိလို့ကျင့်ဝတ်ဘူးအသိတရားလောက်နဲ့ပဲဘုရားကိုသိတယ်အသိတရားလောက်နဲ့ပဲဘုရားကိုဘာဖြစ်လဲသိတယ်ဘုရားကိုယုံနေပြောတဲ့လူတိုင်းတန်ရှင်တော်ဝိညာဉ်တော်မရှိဘူးတန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့သူကယုံနာထက်ကိုပို့တယ်ဟာလေလုယာအာမင်ကျမ်းစာထဲမှာစာတန်ကတဲ့ဘုရားကိုယုံတာတဲ့ဒူးတော်တုံတယ်တဲ့ကျွန်တော်တို့ဒီမှာပြရမယ်နှစ်ချင်းခံပြီးသားရောခံသေးတဲ့လူကျွန်တော်ခုပြောပြတယ်ဒီမှာရှိတဲ့သူတွေဘုရားကိုယုံတာလောက်တော့နတ်ဆိုကသနာတော်သနာတယ်ကျွန်တော်ထပ်ပြောပြစီဒီမှာရှိတဲ့လူတွေဘုရားကိုအရင်ယုံကြည်ပါတယ်ကိုတော်လို့ပြောတဲ့သူတွေလောက်တော့နတ်ဆိုကရည်တော်ရည်ပြတယ်သူကပိုယုံတယ်လို့ကျွန်တော်ထက်မဲ့ယုံတာတစ်ခုတည်းနဲ့တော့ပြီးလားပြီးပါဘူးယုံတဲ့နောက်ွယ်မှာဘာလားမလဲဆိုတော့လက်တွေလိုက်နာချစ်သုံးခြင်းကိုလှုပ်ဆောင်မှာဖြစ်ပါတယ်နင်းကိုငါချစ်တယ်နင်းရဲ့နောက်ကိုလိုက်မယ်လို့စကလုံးလှလှလေးတွေနဲ့လာမှတွေးနေပြီးတော့သူကတော့အလိန်ခံရအောင်ပါပဲဒါမဲ့တကယ်သူ့ကိုချစ်တယ်မျက်နှာရဲဆိုတော့သူ့ကိုအမြဲဘာဖြစ်လဲမျက်နှိုးနေတဲ့အတွက်ကြောင့်မလို့ယူတယ်ဗာလဲမရမသားမပေါင်းတယ်အိမ်ထောင်မိသားစုမှာကိုကလှုပ်ကျွင်းပြုတယ်ဒါကိုမှဘာလို့ခေါ်လဲဆိုတော့တက်တည်တည်တယ်ခေါ်တာဖြစ်တယ်ချစ်တာမေတ္တာချောကလက်ကျွေးုံလောက်နေတော့ချစ်ချင်းမေတ္တာမဟုတ်ဘူးနောင်လာလက်တန့်သောအရာတို့ကိုလည်းဘာဖြစ်လဲသင်တို့အားဖော်ပြမယ်တဲ့ဟာလေလုယာအာမင်ကျွန်တော်တို့ကဗေဒင်မေးစရာလည်းမလိုဘူးလက္ခဏာတွက်စရာလည်းမလိုဘူးအနာဂတ်မှာငါဘာဖြစ်မလဲဆိုရင်စရာလည်းမလိုဘူးသင်တန်ရှင်သောဝိညာဉ်တော်တကယ်ရသင်အနာဂတ်ကိုသင်လုံးဝစိတ်ချနေလိမ့်မယ်ဗျာအာမင်အာမင်ဟာလေလုယာအာမင်တန်ရှင်သောဝိညာဉ်တော်တကယ်မရသေးလို့သင်ကအနာဂတ်ကိုတွေးမှကြောက်နေတာကိုမိသားစုကိုရဲ့ဘဝရှိရေးအတွက်စိတ်ဝင်စားတော့ဘာအတွက်ပဲစိတ်ဝင်စားလဲဘုရားရဲ့ဘုန်းတော်တင်ရှားဖို့ပဲစိတ်ဝင်စားပဲဟာလေလုယာအာမင်ကိုရဲ့အသက်တာကိုကိုစိတ်ဝင်စားတော့ဘူးဘာဖြစ်လဲသိလားအဲ့လိုမျိုးပြောလို့ကိုယ့်အကိုဂယုမစိုက်တာအဲ့လိုပြောတာမဟုတ်ဘူးနော်ကိုယ့်ရဲ့ဘဝကိုစိတ်ဝင်စားခြင်းကဘာဖြစ်လို့လဲဆိုတော့ဘုရားကကိုယ့်ကိုဘာလုပ်ပေးလဲ
တာဝန်ယူပေးတယ်ဆိုတာအပြည့်အဝယုံကြည်သွားလို့ဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့တွေကိုမေးကြည့်လိုက်ပါနင်တို့ရှေ့ရအတွက်စိတ်ပူလားလို့ကျွန်တော်တို့တာဝန်မယူဘဲနဲ့ဘုရားကိုအနံ့ထားလိုက်တဲ့အခါမှာကျွန်တော်တို့အတွက်ကျွန်တော်စိတ်မပူတော့ဘူးဘယ်လိုသွားမလို့ဝိညာဉ်နဲ့တော့စိတ်ပူတယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်နာရှိတဲ့သူတွေကကြားပါစေဟာလေလုယာအာမင်ကျွန်တော်မိခွန်းမမိတော့ဆရာကြီးအဲ့ဒါဆိုတော့ပတ်စံလို့တော့လားဆိုတော့ပြောပြယေရှုကိုရရင်အားလုံးကိုရတယ်အာမင်နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားကိုရှိဥစွာရှာနောက်မှဘာဖြစ်လဲထိုးရတင်လို့လည်းဘာဖြစ်လဲထိုးရငွေဘုရားကပေးမှဖြစ်တယ်ဟာလေလုယာအာမင်ရွှေဘုရားကပေးမှဖြစ်တယ်ဟာလေလုယာအာမင်ရွှေငွေအတွက်စိုးရိမ်မှုတွေနေသေးတယ်ဆိုရင်တော့ဒါတင်းကိုတင်အရန်ကျူးဆိုင်နေလို့ဖြစ်တယ်တင်းကိုတင်အရန်ဘာဖြစ်လဲအထင်ကြီးနေလို့ဖြစ်တယ်ဘာဖြစ်လို့လဲသိလားတင်ကရှာနိုင်သေးတာကိုဘာခုလားပြောတင်ဟာလုံးနိုင်သေးတယ်လေတင်ကပတ်စံကောင်းရှာနိုင်သေးတဲ့ကြောင့်မလို့တင်ဒါတွေအတွက်စိတ်ပူနေသေးတာကိုငါမရှိရင်ငါသားလူဘာနဲ့စားမှလဲငါမရှိရင်ဒီလူတွေကိုဘယ်လိုပတ်စံပေးမှလဲအဲ့ဒီလိုတွေးနေတာကဘာလဲဆိုတော့ဘုရားသခင်ကိုနည်းနည်းလေးပြောလို့ထိကဘာကြီးကဘာဒါရိုက်စော်ကားတာတော့မဟုတ်ဘူးမဆိုးစတော့နေစော်ကားတယ်လို့ခံစားရတယ်ဘုရားအဖြစ်လို့ဒီလားငါတယောက်လုံးရှိနေရတာနဲ့နေရာကွက်ကိုအရန်ထင်ကြီးနေပြီဒါဆိုကျွန်တော်တို့လောကကြီးမှာကျွန်တော်တို့ကဘာမှမဟုတ်ဘူးအဲ့ဒါသိထားပါဘုရားကိုပဲအနန္တပါဘုရားကိုပဲအနန္တပါမလုံးနိုင်သေးတယ်ဆိုတာဘုရားကိုစော်ကားတယ်လို့မလုံးနိုင်ဘူးငါနဲ့အတူဘုရားခင်ပါရှိမှပဲငါဘာဖြစ်လဲဘဝအတ္တရှိစက်နိုင်မှာဖြစ်တယ်ဟာလေလုယာအာမင်ဝေရောက်ကျွန်တော်ပြောမယ်တောမှာပဲရောက်မြို့မှာပဲရောက်ငါကဘုရားသားသမီးဖြစ်တယ်ဆိုတာကိုရဲရဲကြီးအာမခံရတော့ဖြစ်ပါဟာလေလုယာအာမင်ပြောမယ်တင်ကအင်္ဂလိပ်ကပြောလိုက်တဲ့တယောက်တော့သူနားမတော်ချင်ဘူးနော်သူနားမတော်ချင်ဘူးဒါသိအပြစ်မဟုတ်ဘူးသူ့အပြစ်တင်ပြောတယ်နားထောင်တယ်သူလည်းကောင်းကြီးရှိတယ်ကိုလည်းကောင်းကြီးရှိတယ်တင်မပြောဘူးသူကနားထောင်ချင်တယ်တင်ပြရှက်တယ်လေမရှက်ပါနဲ့ပြောပြချင်တာမရှက်ပါနဲ့ဘုရားကောင်းကြီးခြင်းကိုပြောပြဖို့ရန်တော့မရှက်ပါနဲ့ဟာလေလုယာအာမင်ပြောကြပါဗျာကိုကဘုရားရှိခိုးခေါ်လာရတဲ့အခါမှာကိုဒီလောက်ထိဝမ်းသာတယ်ကောင်းကင်နိုင်ငံကိုရောက်အောင်ဒီခေါ်နိုင်ရင်တော့ဘုရားကကိုဝမ်းသာအာမင်ဟာလေလုယာအာမင်ဘုရားเจ้าကိုခေါ်လာနိုင်တာတဲ့ကောင်းကင်နိုင်ငံကိုအပါခေါ်နိုင်တဲ့သူကဘုရားကိုဝမ်းသာတယ်အာမင်ဒါကြောင့်ကျွန်တော်တို့လောကကြီးမှာပြောနေကြတာတချို့သောအရာတွေကကျွန်တော်တို့ကိုတားဆီးထားတဲ့အရာတွေပိတ်ပင်ထားတဲ့အရာတွေအများကြီးရှိပါတယ်ဘယ်အရာလဲဆိုကျွန်တော်တို့ရဲ့အတွေးခေါ်အသိဉာဏ်ဘဟုတုတ္တတွေကကျွန်တော်တို့ရဲ့အတွေးခေါ်တွေပိတ်ပင်ထားတတ်တယ်ဒါကြောင့်မို့ကျွန်တော်အတွေးခေါ်ဘဟုတုတ္တအသိပညာဆိုတာမရှိရဘူးလားဆိုတော့ရှိတော့ရှိရမယ်ဒါပေမဲ့အဲ့ဒီအရာထက်ဘုရားကိုပုံမှာစာငတ်တဲ့နှလုံးသားပုံမှာအရေးကြီးပါတယ်အသိပညာဘဟုတုတ္တဘာသာရေးထဲမှာလုံးဝလဲလဲဝဲစက်စားနေတဲ့သူတယောက်ကိုကျွန်တော်တို့ကဘုရားရဲ့ကောင်းမြတ်ခြင်းကိုပြောရင်လည်းအလကားပဲ။ဒါကြောင့်သူ့ရဲ့အသိပညာဘုဟုတ္တသူ့ကိုွယ်ထားတာဖြစ်တယ်။ဘာသာရေးဘုဟုတ္တသူ့ကိုွယ်ထားတယ်။ခရစ်ယာန်ထဲမှာဒီလိုမျိုးပုံကိုယ်တွေလည်းအများကြီးရှိပါတယ်။ပြောချင်တာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုလက်မခံနိုင်တဲ့ခရစ်ယာန်အများကြီးရှိတယ်။ဘာသာရေးခရစ်ယာန်ကျမ်းစာအုပ်တော်ရှိတယ်လဝါကားနိုင်ပြီးတော့ရှိတယ်ဘုရားကောင်းမြတ်ကြောင်းလို့ပြောနေတယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဘုရားသူ့ထဲမှာအလုံးမလုံးဘူးဘာလဲဆိုတော့ဘာသာရေးဆန်တဲ့ခရစ်ယာန်ကျွန်တော်ဒီထဲမှာထိုင်နေသူကဘာသာရေးဆန်တဲ့ခရစ်ယာန်မဟုတ်ဘဲနဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝတဲ့ယုံကြည်တော်သူတွေဖြစ်ဖို့ရတယ်ဘုရားကအလိုတော်ရှိပါဟာလေလုယာအာမင်ဟာလေလုယာအာမင်တို့ကျင်တာဖျားကိုဘယ်လိုချင်းခဲ့ရမလဲဆိုတော့ तू ကောင်းကောင်းသိတယ်နော်သူရဲ့ဘဝတရမှာလေ तू ပြဿနာတစ်ခုဖြစ်လာပြီဆိုတော့ तू အရင်ဆုံးဘာလုပ်လဲသိလားအမြဲဆူတောင်းနေလို့ဒါ तू အရင်တော့ကျွန်တော်သူ့ရဲ့အကြောင်းနဲ့ပတ်သက်မှကျွန်တော်ပြောတဲ့အခါမှာ तू ဘာလုပ်လဲပြဲဆူတောင်းနေနော်ဘာမှ तू မလုပ်ဘူး
ကောင်းတယ်မှာဘာမှသူမစင်းတော့ပြဿနာအကြီးပဲဖြစ်ဖြစ်တိတ်တိတ်လေးပဲဖြစ်ဖြစ်သူမကောင်းပဲပြောသူဘာပဲလုပ်နေသီလားသူတောင်းတယ်ဟာလေလုယာအာမင်ဘဝအတ္တမှာဘဝအတ္တမှာဘယ်ပြဿနာပဲကြုံလာလားတခါလေကြာလူသားနေတော့ဘာလဲဆိုတော့ဖြည့်ရှင်းမလိုက်ချင်တယ်ရင်ဆိုင်မလိုက်ချင်တယ်ပြောမလိုက်ချင်တယ်ဒါမှကျွန်တော်ပြောမယ်အဲ့ဒီအရာကျွန်တော်တို့အဆုံးဖြတ်မဟုတ်ဘူးကျွန်တော်တို့အဆုံးဖြတ်တာဘုရားသခင်ပဲဟာလေလုယာအရာဘာလဲဆိုတော့ပုံကံချင်းနှလုံးသားထားတဲ့သူကဘုရားသခင်တိုင်းမထားပါဘူးဘုရားသခင်တိုင်းမထားဘူးသူ့ရဲ့ဇိမ်နဲ့သူစီရင်ပြလိုက်ပြောချင်တာကကျွန်တော်တို့ဘဝတက်တာမှာပုံကံတက်တဲ့နှလုံးသားနဲ့ဘုရားအားကိုးတဲ့နှလုံးသားဖြစ်ဖို့အတွက်ဘုရားလိုရှိပါတယ်ဟာလေလုယာအာမင်ဘုရားသခင်အားကိုးတဲ့နှလုံးသားကအင်မတန်မှဘုရားသခင်အလိုတော်ရှိသောနှလုံးသားဖြစ်တယ်ဒီခါကျကျွန်တော်တို့ဂုံမောက်မာတဲ့အရာကျွန်တော်တို့ဒုက္ခတွင်းထဲမှာကြာစီပါတယ်ငါကအရင်ပြောချင်တာဆက်ဆံရေးကောင်းတယ်ငါအရင်ချုံမလှပါတယ်ဆိုတော့ငါအလုပ်ကောင်းတယ်ငါဒီတိရမှာမဖြစ်ဘူးလေငါဒီနေရာမှာအရင်ကောင်းနေတာကိုအဲ့ဒီပြောတဲ့အရာတွေကကိုယ့်ရဲ့ဒုက္ခတွင်းကိုတူးနေလို့ပဲကိုယ့်ရဲ့ဒုက္ခနဲ့ပြန်ပြီးနေတယ်ခုနကဘာရှိလို့ဘူးပေါ့အဲ့ဒီအရာကကျွန်တော်တို့ဂုံဖော်စီတဲ့အရာကကျွန်တော်တို့ကိုဒုက္ခထဲကိုတွန်းပို့စေမယ်အရာတွေဖြစ်တယ်တခြားမှတ်ထားပါကျွန်တော်တို့ဂုံဖော်စီတဲ့အရာကကျွန်တော်တို့ဒုက္ခတွေကိုတွန်းပို့စေမယ်အရာကျွန်တော်ဖျားကိုဂုံဖော်တဲ့လူကတော့ကျွန်တော်တို့ကိုဒုက္ခတွေကနေလွတ်မြောက်စေမယ်အရာဟာလေလုယာအာမင်ဖျားကိုဂုံဖော်တော်မူဖြစ်ပါစေဟာလေလုယာအာမင်ကျွန်တော်တို့ဂုံဖော်တာမဖြစ်စေနဲ့ငါအိမ်ကလေးပြောတယ်ဘယ်တယောက်ပြောင်းလဲသွားပြီဆိုတာထက်ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖျားသခင်ငါ့ကိုအသုံးပြုလိုက်ခြင်းအားဖြင့်ဒီဘယ်ရောက်တော့ပြောင်းလဲသွားပြီဖြစ်ပါစေဟာလေလုယာအာမင်ငါအိမ်ကလေးဟောနေမှာတိတ်တော်တာဆိုတာထက်ဖျားသခင်ရဲ့ဝိညာဉ်တော်ရဲ့လမ်းပြမှုကြောင့်ငါဟောပြောတဲ့စကားလုံးတိုင်းမှာဘူပါဘုရားရဲ့တက်တည်ဒီလိုဖြစ်ပါစေဟာလေလုယာဒီကျမ်းစာဖတ်နိုင်တာတွေဆုတောင်းနိုင်တာတွေအဝိကလေးဟောပြောနိုင်တာတွေဒီကောင်းစလင်းလုပ်နိုင်တဲ့အပိုင်းတွေဒီဆက်ဆံမှုပိုင်းဆိုင်မှာကောင်းတဲ့အကြောင်းတွေကိုဒီထိုင်ပြောနေတဲ့ဒီຢာကတိကိုဒုက္ခတွင်းထဲမှာပို့စေမယ့်ຢာတွေပြောပြမယ်ကျွန်တော်တို့အတ္တဓာတ်မှာကျွန်တော်တို့တော်ချင်းတက်ချင်းဆိုတာလေဘုရားရဲ့ဘုန်းတော်ကိုထောက်တာအသက်ရှင်ရဟာလေလုယာအာမင်နောက်ဆုံးနေတဲ့တစ်ခုပြောပြစီကျွန်တော်တို့ကဒါဝိဒ်ကဲ့သို့နှလုံးသားရှိပါပြဿနာတစ်စုံတစ်ခုပေါ်လာခဲ့မယ်ဆိုဒါဝိဒ်ကဲ့သို့ပထမဦးဆုံးသူကဘာလို့လဲတောင်ပေါ်ဆုံးတက်ပြီးမှဘုရားကိုဆုတောင်းလို့ဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ဘဝတရားမှာတစ်ခုပြဿနာကြုံလာပြီဆိုတာနဲ့တောင်ပေါ်ဆုံးတက်ဖို့နေတာသူများအိမ်ပေါ်တက်ပြီးမှပတ်စံသွားချီသူများအိမ်ပေါ်တက်မှသွားမှပါလဲဆိုတော့ဘာလုပ်လဲဖယ်သွားရိုက်တောင်ပေါ်မတက်ဘူးသူများအိမ်ပေါ်တက်တာသူများအိမ်ကမတက်တဲ့သူကကိုယ့်အိမ်ပေါ်လာတက်ဟိုတခြားကြောင်းတွေပြောရအောင်ပြပြမယ်ကျွန်တော်တို့ကယုံကြည်သူဘုရားသားသမီးတွေကဘယ်တော့ခါမှပြောပြမယ်လားအပြန်လို့ကျွန်တော်ပြောလို့တော့ဒါဒီလိုပိုင်းဒီလိုလုပ်တာကျွန်တော်အပြစ်မပြောဘူးလုပ်ပြရတယ်ကိုယ့်အကိုလုံးကြတယ်တော့လို့ဘုခိုင်းတဲ့ကိုဘဝပဲယုံကြည်တော်သူတွေကဘယ်တော့မှချင်းဘူးပါဘူးဘယ်တော့မှဖဲမြဲရဘူးဘယ်တော့ခါမှငွေကိုအလွယ်ကူရစေတဲ့နီလန်းနဲ့ဘာမှလုပ်လို့မရဘူးလုပ်တော့ဒီအမင်လာဖြစ်တယ်ဘယ်တော့မှမချမ်းသာဘူးကပ်ဖောက်တာလို့မကပ်ဖောက်တာလို့လည်းပါတယ်ဘာလို့ပါလို့ဇက်ဆောတာကြည့်ပြီးပါတယ်ရက်တော့တာပါတယ်ဘုရားရဲ့နိုင်ငံတော်ထဲမှာယုံကြည်တော်သူဆိုတာကပြောကြမယ်မှားတဲ့အခါတော့ရှိတယ်ဒါပေမဲ့အဲ့ဒီအရာနဲ့ကျွန်တော်တို့ကဗာလဲလုံးဝကင်းစင်နေတော်သူဖြစ်ဖို့ရတဲ့အရေးကြီးပါတယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်တို့ကဘာတော့သဘောပေါက်ကြတာမသိဘူးတို့ကတော့သဘောပေါက်တဲ့သူအားလုံးကိုဖျက်ရှင်တာရေကောင်းချီးနေမလားအာမင်တို့လောက်ချပေးပါစေအာမင်